အားလုံးပဲမင်္ဂလာပါ Manchester United Active Facebook Page နဲ့ YouTube Channel နဲ့ကြိုဆိုလိုက်ပါတယ်။ဆိုဒီနေ့မှာဆိုရင် Marcus Rashford နဲ့အသင်းကောင်းဆောင် Bruno Fernandes နဲ့ပတ်သက်ပြီးမှတင်ပြထားရှိပါတယ်။ဆိုပထမဆုံးအနေနဲ့ဒီ Marcus Rashford နဲ့ပတ်သက်ပြီးမှဒီ Simon Stone ကနေ report လုပ်လာတာရှိပါတယ်။ဆိုတော့အဲ့ဒါဘာလဲဆိုတော့ Marcus Rashford ကဆိုရင်ဒီနေရာဒီအပြောင်းရွှေ့ကုန်ရင်ပေါ့နော် United အသင်းမှာဆက်ရှိဖို့မျှော်လင့်လို့ရပေမဲ့လည်းပေါ့နော်သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှဒီလက်ရှိအချိန်မှာဒီတိတိကျကျဒီပြောလို့မရသေးတဲ့အတွက်ကြောင့်ပေါ့နော်ဒီနီးပြနဲ့အတင်းတာဝန်ရှိသူတွေကဒီကစားသမားပေါ်မှာပေါ့နော်ဒီတိကျတဲ့မှတ်ချက်ပေးထားခြင်းမရှိသေးဘူးဆိုမှ report လုပ်လာတာရှိပါတယ်ပေါ့နော်ဆိုတော့ Marcus Rashford ရဲ့အခြေအနေပတ်သက်ပြီးမှပြောရမယ်ဆိုရင်ဒီကစားသမားကိုဒီလိုချင်တဲ့ပေါ့နော်သူရဲ့လောက်ခလာစာကိုလည်းပေးနိုင်တယ်သူရဲ့ပြောင်းရွှေ့ခြင်းကိုလည်းပေးနိုင်တဲ့အသင်းတွေတော့ရှိတယ်ဒါပေမဲ့အဲ့အသင်းတွေကဒီတူရကီကလပ်တို့ပေါ့နော်ဒီဆော်ဒီကလပ်တို့ဖြစ်နေတယ်ပေါ့နော်ဆိုတော့ကစားသမားကမပြောင်းချင်ဘူးဆိုတော့ကစားသမားကိုယ်တိုင်ကဒီဥရောပထိပ်တန်းအသင်းကိုပဲသူပြောင်းချင်တယ်ထားပါတော့သူပြောင်းချင်တဲ့ဘာစီလိုနာကသူ့ကိုဒီလောက်ခလာစာလည်းပေးနိုင်တယ်ဒီပြောင်းရွှေ့ခြင်းကိုလည်းပေးနိုင်တယ်ဆိုရင်တော့ဒီအပြောင်းရွှေ့ကဖြစ်သွားနိုင်တဲ့သဘောရှိတယ်မဟုတ်ရင်တော့ဒီကျွန်တော်အမြင်ရဆိုရင် Marcus Rashford ကဒီ United မှာဆက်ရှိဖို့ရခိုင်တော့များမယ်လို့မြင်တယ်ဒါပေမဲ့ဒီနေ့တက်လာတဲ့တချို့ report တွေအရဆိုရင်ဒီ Marcus Rashford ရဲ့ကိုယ်စားလှယ်တွေကပေါ့နော်ဒီဘာစီလိုနာနဲ့ယခုချိန်ထိအဆက်အသွယ်ရှိနေပြီးတော့ဒီဘာစီလိုနာအသင်းကနေပြီးမှ Marcus Rashford ကိုခေါ်ယူနိုင်ဖို့အခြေအနေကိုစောင့်ကြည့်နေတယ်ဆိုတော့ report တချို့မှာဖတ်ရတယ်ပေါ့နော်ဆိုတော့ဒီသတင်းထွက်လာတာဟာဆိုတော့ကျွန်တော်အမြင်ရဆိုရင်ဘာစီလိုနာအသင်းကဒီလက်ရှိအချိန်မှာသူတို့ရဲ့ဒီတိုက်စစ်ကစားသမား Lewandowski ကိုလည်းသူတို့ဆုံးရှုံးထားတယ်ပြီးတော့သူလက်ရှိမှာသူတို့ဆိုမှာ force number 9ဆော့နေတဲ့ဒီ Ferran Torres ကိုလည်းသူတို့ PSG ကိုသူတို့ရောင်းထားရတယ်ဆိုတော့ဒီအတွက်ကြောင့်ဒီအပြောင်းရွှေ့တဲ့တင်ကထွက်လာတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ဆိုတော့တကယ်တမ်း Marcus Rashford သူတို့ကခေါ်ဖို့အခွင့်အရေးရှိခဲ့တယ်ပေါ့နော်ဒီပြီးခဲ့ရဒီမှာဆို Marcus Rashford ကဒီဘာစီလိုနာမှာငါတွားကစားခဲ့တယ်အတော်အသင့်ခြေစွမ်းပြနိုင်ခဲ့တယ်ဆိုတော့ပြန်ပွဲဆုံမှာလည်းသူဂိုးသွင်းခဲ့တယ်ဒီအကလစီကိုပေါ့နော်ဒီ Real Madrid နဲ့ကန်တဲ့ပွဲမှာဆိုရင်သူက Messi နောက်ပိုင်းပေါ့နော်ဒီ Real Madrid ကိုဒီ free kick ကနေဂိုးသွင်းခဲ့တဲ့ဒီကစားသမားလည်းဖြစ်ခဲ့ပေါ့နော်ပထမဆုံးဂိုးသွင်းခဲ့ကစားသမားဖြစ်ခဲ့တယ်ဒါပေမဲ့ဒီ Marcus Rashford ဒီပေါင်းယူရိုတန်း30နဲ့ခေါ်နိုင်ဖို့အခွင့်အရေးသူတို့စီမှာရှိခဲ့တယ်ဒါပေမဲ့မခေါ်ဘဲနဲ့ပေါ့နော်ဒီနျူကာဆယ်အသင်းရဲ့အန်တိုနီဂိုဒန်ယူတန်း80ပေးမှခေါ်သွားတယ်ပေါ့နော်ဆိုတော့ Marcus Rashford ကိုယ်တိုင်ကလည်းဒီဘာစီလိုနာကိုနှုတ်ဆက်စာတွေပါရေးပြီးမှ Instagram မှာရေးပြီးမှမန်ယူပြန်ရောက်လာတယ်ပေါ့ဆိုတော့ကျွန်တော်အမြင်ရဆိုရင်ပေါ့နော် Marcus Rashford အနေနဲ့ဒီဘာစီလိုနာကိုပြောင်းရွှေ့ဖို့တော့တော်လေးမလွယ်ကူမဲ့အခြေအနေမှာရှိတယ်ပေါ့နော်ဆိုတော့ပြောင်းရွှေ့ရာသီကလည်းမပြီးသေးဘူးဆိုတော့အပြောင်းရွှေ့ဘာမှမဆိုဖြစ်သွားနိုင်တယ်ဆိုတော့ဆက်လို့စောင့်ကြည့်ရမယ့်တဘောရှိတယ်ပေါ့နော်ဆိုတော့နောက်ထပ်သတင်းတစ်ပုတ်အနေနဲ့ United အသင်းကောင်းဆောင် Bruno Fernandes နဲ့ပတ်သက်ပြီးမှ Lorry Whitwell က report လုပ်လာတာရှိပါတယ်ဆိုတော့အဲ့ဒါကဒီ Galatasaray အသင်းကပေါ့နော် United အသင်းကောင်းဆောင် Bruno Fernandes ကိုတနည်းလောက်ခလာစာယူရိုတန်း20ပေါင်အပြင်ဆိုရင်19.3တန်းနဲ့ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်ဒါပေမဲ့လည်းပေါ့နော်ဒီ Bruno Fernandes ဘက်ကဒီအသင်းမှာပဲဆက်နေလို့တဲ့အတွက်ကြောင့်ဒီလက်ရှိအချိန်မှာဆိုရင်အသင်းနဲ့ဆွေးနွေးမှုတွေပေါ့နော်စာချုပ်တိအတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုမှ report လုပ်လာတာရှိပါတယ်ဒီနောက်ထပ်လီ Simon Stone ရဲ့အဆိုအရဆိုရင်လည်းဒီ United ဘက်ကလည်းပေါ့နော်ဒီနွေရာသီမှာအသင်းကောင်းဆောင် Bruno Fernandes ကိုဒီလုံးဝရောင်းချတော့မှာမဟုတ်ဘဲနဲ့ဒီကမ်းလှမ်းမှုမှန်သမျှကိုလည်းညှင်းပယ်ရမယ်ဆိုရင်မှ report လုပ်ထားတာရှိပါတယ်ပေါ့ဆိုတော့Bruno Fernandes ကဒီရာသီမှာအသင်းမှာဆက်ရှိမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့လက်ရှိအချိန်မှာဒီ Bruno ကဒီ United နဲ့2029အထိစာချုပ်သက်တမ်းရှိတယ်နောက်ထပ်တစ်နှစ်တိုးခွင့်နဲ့ဆိုရင်2နှစ်အထိရှိတယ်ပေါ့နော်ဆိုတော့အသက်31နှစ်ရှိပေမဲ့လည်းပေါ့နော်လက်ရှိအချိန်မှာ United ကွန်းနေရဲ့ဒီအားကိုရအဆုံးပေါ့နော်မရှိမဖြစ်ကစားသမားတူဖြစ်တယ်ဒီအသင်းကောင်းဆောင်လည်းဖြစ်တယ်ပေါ့နော် world class player တူဖြစ်တဲ့အပြင်ဒီလက်ရှိ United အသင်းရဲ့ကွင်းလင်လိုအပ်ချက်များနေတဲ့အချိန်မှာပေါ့နော် United ရဲ့ကွင်းလင်ကိုဥဆောင်ပြီးမှမရှိမဖြစ် United အသင်းမှာရှိရမယ့်ကစားသမားတူဖြစ်တဲ့ကြောင့် Bruno Fernandes ရှိကိုရှိမယ်ရမယ်လို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေအပေါ်မှာ United ပရိသတ်တွေအနေနဲ့ဘယ်လိုမြင်လဲပေါ့ဆိုတော့ comment မှာဝင်ရောက်ဆွေးနွေးကြလို့ရပါတယ်ဆိုတော့ကျွန်တော်ရဲ့ Manchester United Update Facebook Page နဲ့ YouTube Channel ကိုလည်း follow and subscribe လုပ်ရသေးလို့ဆိုရင်လုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်